မင်္ဂလာပါရှင်ပတ်စင်ဗုဒ္ဓညသင်းသစ်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့မြစ်ချနာမြို့မှာအမည်မတည်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှလူငယ်9ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့တဲ့နဲ့နမ်ခမ်းစစ်ဆောင်စခန်းကပြည်သူ73ဦးကို TNL စစ်သားများဖမ်းဆီးခေါ်ဆောင်သွားတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ကျွန်မအခုမှတာဆင်ပါရှင်မြစ်ချနာမြို့ရမ်ဘူရက်ကွက်မှာနေထိုင်တဲ့လူငယ်9ဦးကိုလက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့မှရိုက်နှက်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများပြောကြားချက်အရသိရပါတယ်။လူရ20ကျော်ပါရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့မှကားနှစ်စီးဖြင့်လူငယ်များစုဝေးနေတဲ့နေအိမ်မှာရုတ်တရက်ရောက်ရှိလာပြီးရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကယခုချိန်ထိမိသည့်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားတာကိုမသိရသေးကြောင်းလည်းသိရပါတယ်။ဖမ်းဆီးသွားတဲ့လူငယ်9ဦးမှ4ဦးကိုတော့မူရစ်စေဝါသုံးဆွဲတဲ့အတွက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ပြောဆိုပြီးကြံတရက်ကိုတော့ KPDF ဖြစ်ကြောင်းပြောဆိုကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့အိမ်နီးနားချင်းတွေကပြောပါတယ်။ယခုလိုအမည်မတည်လက်နက်ကိုင်အဖွဲ့အစည်းမှလူငယ်များဖမ်းဆီးခံရခြင်းကိုရဲစခန်းမှာတိုင်ကြားတာတွေရှိပေမဲ့အရေးယူမှုတွေမရှိဘဲအမည်မတည်လက်နက်ကိုင်အဖွဲ့အစည်းပဲလိုက်ကမူရစ်စေဝါအမှုဆိုရင်တော့ဖမ်းရမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။စစ်ကောင်စီတပ်မှအာဏာသိမ်းပြီးနောက်ဒေသအသီးသီးဆိုသလိုမူရစ်စေများကိုလွတ်လပ်စွာစိုက်ပျိုးရောင်းဝယ်သုံးစွဲနေုံသာမကခိုးဆိုးလူရဲမှုတွေဖြစ်နေပေမဲ့လည်းမီဒီအဖွဲ့အစည်းအရေးယူမှုတွေပြုလုပ်ခြင်းမရှိကြောင်းနဲ့ယခုလိုအပြစ်မဲ့တဲ့လူငယ်9ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာကလည်းရဲနစ်လက်နက်ကန်အဖွဲ့အစည်းပူးပေါင်းကအကြံအစီရှိပြုလုပ်တာဖြစ်ကြောင်းဒေသခံများကပြောပါတယ်ရှင်ချမ်ပီယံမြောက်ပိုင်းနမ်ခါနေဝင်းနီစစ်ဆောင်စခန်းမှာနေထိုင်ကြတဲ့ပြည်သူ73ဦးကိုဧပြီလ3ရက်နေ့မှာ TNL စစ်သားများဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။ TNL စစ်သားများကစစ်ဆောင်စခန်းတို့ရုတ်တရက်ရောက်ရှိလာပြီးပေါ်တာဆွဲတဲ့ပုံစံဖြစ်စစ်ဆောင်စခန်းမှာပြည်သူ73ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးဖမ်းဆီးသွားတဲ့သူတွေထဲမှာတက်ကြီးရွယ်များလည်းပါဝင်ကြောင်းစစ်ဆောင်ပြည်သူများထံမှသိရပါတယ်။ဖမ်းဆီးခေါ်ဆောင်သွားတဲ့စစ်ဆောင်ပြည်သူများကိုပြန်လည်လွတ်မြောက်ပေးဖို့စခန်းတာဝန်ခံများနဲ့မိသားစုများတွားရောက်တောင်းဆိုတာတွေရှိပေမဲ့ TNL စစ်သားများမှပေါ်တာဆွဲတာဖြစ်တဲ့အတွက်ကြောင့်ပြန်မလွတ်ပေးနိုင်ဘူးလို့ပြောဆိုပြီးတက်ကြီးရွယ်ကို4ဦးနေရာကိုတော့မိသားစုဝင်များမှတွားရောက်အစားထိုးလိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ TNL စစ်သားများကလွန်ခဲ့တဲ့မတ်လ20ရက်နေ့ကလည်းစစ်ဆောင်စခန်းတွေမှာလူငယ်များအသက်60နှစ်80နှစ်အသက်ကြီးရွယ်အိုများနဲ့အသက်18နှစ်မပြည့်သေးတဲ့လူငယ်များကိုပါမကြမ်းစစ်သားစုဆောင်းနေတာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။မမတိုင်းသားပါရာဖြစ်တဲ့တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနာဆင်တိုပရိသတ်အပေါင်းကိုစင်နှပြရှလန်းချမ်းမြေကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။